မိန်းကလေးတယောက်ကကလေးဘဝကလေးကထူးခြားတဲ့စွမ်းအားတစ်ခုကိုရရှိခဲ့တယ်။ဘယ်သူမဆိုသူမရှိမှမကောင်းတဲ့ရည်ရွယ်ချက်နဲ့လိန်ပြောလိုက်တာနဲ့အဲ့ဒီအလိန်ဟာအမှန်တကယ်ဖြစ်လာတဲ့တနေ့မှမွေးစားအဖေကသူမရဲ့ချက်သားကိုယူပြီးသူ့သားကိုပေးချင်လို့မင်းညီလေးသားမစားရင်ညံပြောက်သွားမယ်လို့ရည်ရွယ်ပြီးလိန်ပြောလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲညီလေးကမြေပေါ်ကိုလဲကျသွားပြီးမျက်လုံးဖွင့်တဲ့ခါမှာတော့အာယုံချို့တဲ့သူတယောက်ဖြစ်သွားခဲ့တယ်။နှစ်တွေကြာပြီးနောက်အဲ့ဒီညီလေးကရွာသားတွေရဲ့လဲတွေကိုမိရှို့လိုက်တယ်။ဒါကိုမွေးစားအဖေကအားလုံးကိုမိန်းကလေးပဲလုပ်တယ်လို့လိန်ပြောလိုက်တယ်။တောင်းငါမျက်စိမမြင်သွားရင်တော့မမနိုင်ဘူးလို့လူအများရှိမှလိန်ပြောခဲ့တယ်။ဒါပေမဲ့ပြောပြီးတာနဲ့တကယ်ပဲမျက်စိကန်းသွားခဲ့တယ်။သူမကြီးလာတဲ့အချိန်မှာမူရင်းမိဘတွေကသူမကိုပြန်ရှာတွေ့ခဲ့တယ်။သူတို့ကဒေတာအတွင်းအချမ်းသာဆုံးမိသားစုဖြစ်နေတဲ့မိခင်ကသူမကိုအိမ်ပြန်ခေါ်သွားတယ်။ဒါပေမဲ့မွေးစားသမီးကသူမပြန်လာတာကြောင့်ကိုထုတ်ခံရမယ်လို့ကြောက်ပြီးမိခင်ကိုငါကိုမထုတ်ပါနဲ့လို့တောင်းဆိုတယ်။မိခင်ကလည်းချက်ချင်းအားပေးသွားတယ်။မိန်းကလေးကငါအခန်းဘက်မှာလဲလို့မေးလိုက်တဲ့အခါဘယ်သူမှမပြင်ဆင်ထားဘူးလို့ပြောခဲ့တယ်။မွေးစားသမီးကကောင်းကောင်းလေးလို့ဟန်ဆောင်ပြီးသူမအခန်းကိုပေးမယ်လို့ပြောတယ်။မိန်းကလေးကလည်းချက်ချင်းသဘောတူလိုက်တယ်။မိသားစုတစ်စုလုံးကမွေးစားသမီးကကလေးဘဝကလေးကအားနေပြီးနာမကျန်းတက်တဲ့အကောင်းဆုံးခန်းမှာနေရမယ်လို့ပြောကြတယ်။ဒါကိုမိန်းကလေးကတစ်ချက်တည်းနဲ့အားလုံးလိန်နာကိုဖော်ထုတ်လိုက်တယ်။မွေးစားသမီးကတကယ်ပဲနာမကျန်းတယ်လို့ဟန်ဆောင်ပြီးငါအိမ်ကထွက်သွားမယ်လို့ပြောတယ်။မိခင်ကအမကြီးကညီမကိုလွတ်ပေးရမယ်လို့ပြောပြီးဆရာဝန်ကပြောထားတယ်သူမကိုမတရားလုပ်ရင်တွေးချောင်းထွက်မယ်လို့လိန်ပြောလိုက်တယ်။နောက်တစ်စက္ကန့်မှာပဲမွေးစားသမီးကတွေးချောင်းထွက်လာခဲ့တယ်။မိသားစုအားလုံးအမြန်ဆေးရုံပို့လိုက်ကြတယ်။အဲ့ဒီအချိန်မှာမိန်းကလေးကအလုပ်သမားတွေကိုသူမအခန်းကိုငါအတွက်ပြင်ဆင်လိုက်ပါလို့ပြောလိုက်တယ်။နောက်ပြီးသူမလည်းဆေးရုံကိုသွားလိုက်တယ်။အဲ့ဒီမှာသူမမူရင်းမိဘတွေကမွေးစားသမီးကိုပို့ပြီးမြစ်တာထားနေသေးတာကိုတွေ့လိုက်ရတယ်။ဖခင်ကမွေးစားသမီးကို2သိန်းဖို့ကုမ္ပဏီရှယ်ယာ10%ပေးဖို့တောင်စီစဉ်နေတယ်။ဒီကိုကြားပြီးနောက်မိန်းကလေးကသူတို့ကိုမိသားစုအဖြစ်မမြင်တော့ဘူး။သူမလည်းမိမိကိုယ်ကိုအားနဲ့တယ်လို့ဟန်ဆောင်ပြီးငါပြင်ပမှာနှစ်ပေါင်းများစွာခက်ခဲခဲ့တဲ့ပြန်လာပြီးနောက်တော့မွေးစားသမီးထက်မကောင်းဘူးလို့ပြောလိုက်တယ်။မိဘတွေကမလွဲမရှောင်လိန်ပြောလိုက်ကြတယ်။နောက်တစ်နေ့မှာကုမ္ပဏီရှယ်ယာ90%ကိုမင်းပေးမယ်လို့ဒါပေမဲ့သူတို့မသိခဲ့တာကနောက်တစ်နေ့မှာပဲရှယ်ယာ90%ဟာတရားဝင်ပုံစံနဲ့မိန်းကလေးစီကိုအလိုလျောက်ပြောင်းသွားခဲ့တယ်။သူမကကုမ္ပဏီထဲမှာအကြီးဆုံးရှယ်ယာရှင်ဖြစ်သွားခဲ့တယ်။ဖခင်ကမပေးချင်ဘူးဆိုပြီးပြန်ယူဖို့တောင်းဆိုခဲ့ပေမဲ့သူမကညှင်းဆန်ပြီးအခုအိမ်တော်စုကိုထိန်းချုပ်သူကငါပဲလို့ပြောလိုက်တယ်။နောက်တစ်နေ့ရှယ်ယာရှင်စီဝေးမှာဖခင်ကစာရွက်အတူတစ်ခုကိုထုတ်ပြပြီးမွေးစားသမီးလည်းငါသမီးပဲလို့ပြောတယ်။ဒါကြောင့်ရှယ်ယာတွေပြန်ခွဲဝေရမယ်လို့ဆိုတယ်။မိန်းကလေးကဒီအစစ်ဆေးမှုကိုထပ်လုပ်ဖို့အကြံပြုလိုက်တဲ့ဖခင်ကသဘောတူခဲ့တယ်။ဘာလို့လဲဆိုတော့မွေးစားသမီးကတကယ်တော့သူ့ရဲ့လျှို့ဝှက်အပြင်ဘက်ကသမီးဖြစ်နေလို့ပါ။စစ်ဆေးမှုရလက်ထွက်လာပြီးနောက်မိန်းကလေးကမိခင်စီကိုသွားပြီးပြသလိုက်တယ်။မွေးစားသမီးဟာဖခင်ရဲ့သမီးမှန်ပေမဲ့မိခင်ရဲ့သမီးမဟုတ်ဘူးဆိုတာကိုတွေ့ရှိလိုက်တယ်။အဲ့ဒီအချိန်မှာပဲမိခင်ကဖခင်ကသူ့မောက်ကိုတစ္ဆာဖောက်ခဲ့တယ်ဆိုတာကိုနားလည်သွားခဲ့တယ်